အားလုံးပဲမင်္ဂလာပါဖဖောအနဲ့နိုင်မန် channel ရဲ့အကြချင်းတူလင်း online တော့ဆိုတဲ့စီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှလည်းအင်္ဂလန်ပရီးမီးယားလိပွဲစဉ်တွေနဲ့အတူအီတလီစီးရီးပွဲစဉ်တွေကစားကြမှာဖြစ်ပါတယ်မနေ့ကကျွန်တော်ရဲ့ member တွေအားလုံးကိုတပွဲကောင်းကိုမဘော်ဒီပေးခဲ့ရမှာတရားရတိုင်းတော့အပေါင်းပြခဲ့တယ်ဒီနေ့မှလည်းတပွဲကောင်းပွဲစဉ်တွေကိုကစားမဲ့သူများစိတ်ဝင်စားသူများကျွန်တော်ရဲ့ Viber နံပါတ်အပေါင်း959 95368နှစ်18နှစ်ကိုလာအောင်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်အစီအစဉ်လေးမစခင်ဒီဗီဒီယိုဖိုင်ကြည့်နေချိန်မှာ like ကလေးမနှိပ်ရတဲ့ like ကလေးနှိပ်ထားပေးဖို့နဲ့ဘောလုံးမဝါသနာပိုင်းကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ထားပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ပထမဆုံးအနေနဲ့ခံမှန်းရွေးချက်ပေးမှာကပရီးမီးယားလိပွဲစဉ်ဖြစ်တဲ့ဘုံမောနဲ့တော်တင်ဟန်စပါပွဲစဉ်မှာဖြစ်ပါတယ်ဒီဘက်ကဗိုလ်တော်နေ့ညကြာသပတေးနေ့မနက်2 နာရီမှကစားမှာဖြစ်တယ်အရှင်ဘုံမောဟာဒေါ်တင်ဖိုးရက်ကို2 ဂိုးမရှိတဲ့နိုင်ကစားပြီးနောက်ပိုင်းပရီးမီးယားလိနောက်ဆုံး17ပွဲသက်နိုင်ပွဲပြောက်ထားတယ်အစစ်ရက်တီမှုကိုကြည့်လိုက်ရင်လဲရမှတ်23မှတ်နဲ့အစစ်15ထိရောက်ရှိသွားတယ်ပရီးမီးယားလိအင်ဝင်10ပွဲမှာလဲ4ပွဲနိုင်4ပွဲတည်2ပွဲရှုံးနေထားတယ်အင်ဝင်ရလက်မစိုးဘူးလို့ပြောလို့ရတယ်အင်ဝင်10ပွဲမှာအင်ဝင်တိုက်စစ်က73ဂိုးသွင်းထားပြီးခန်းစစ်က9 ဂိုးပြန်ပေးထားရတယ်အင်ဝင်နောက်ဆုံး5ပွဲဇက်နိုင်ပွဲပြောက်ထားပြီး3ပွဲတည်2ပွဲရှုံးကစားထားတယ်အဲ့ဒါတော်တင်စပါဟာရမှတ်28မှတ်နဲ့အဆင့်73မှာရပ်တည်နေပြီးပရီးမီးယားလိအဝေးကွင်း10ပွဲမှာလဲ9ပွဲနိုင်3ပွဲတည်2ပွဲရှုံးနေထားတယ်တော်တင်စပါဟာအင်ဝင်ရလိုက်တာမကောင်းတာပါအဝေးကွင်းကားတစ်ဖောင်ကောင်းတာတွေ့ရတယ်အဲ့ဒါတော်တင်စပါရဲ့အဝေးကွင်းတိုက်စစ်က16ဂိုးသွင်းထားပြီးခန်းစစ်က12ဂိုးပြန်ပေးထားရတယ်အဝေးကွင်းနောက်ဆုံး3ပွဲမှာလဲတပွဲနိုင်တပွဲတည်တပွဲရှုံးကစားထားပြီးအဲ့ဒီ3ပွဲမှာတပွဲသက်တာဂိုးသွင်းထားပြီး2ပွဲဂိုးမသွင်းနိုင်တာတွေ့ရတယ်အခုဒီပွဲမှာအင်ရှင်ဘုံမောက်ကတေး60ရှုံးဂိုးအောင်သေး3လုံး50နိုင်ပေါက်တယ်ကျွန်တော်ဒီပွဲမှာတေးကြနိုင်လို့အဲ့ဒါတော်တင်ဟန်ဟော့စပါဘော်ဒီနဲ့ဂိုးပေါင်းအပေါ်ကိုရွေးချယ်ပါတယ်နောက်တစ်ပွဲကဗရန်ဖို့နဲ့ဆန်နာလန်ပွဲပဲဖြစ်ပါတယ်အင်ရှင်ဗရက်ဖို့ဟာရမှတ်30နဲ့အဆင့်9မှာရပ်တည်နေပြီးအဲ့ဒါဆန်နာလန်ဟာလည်းရမှတ်30ဂိုးကွာချကြိုက်နဲ့အဆင့်8မှာအထက်အောက်ရပ်တည်နေကြတယ်အင်ရှင်ဗရက်ဖို့ဟာအင်ကွင်း10ပွဲမှာ6ပွဲနိုင်3ပွဲတည်တပွဲရှုံးနေထားပြီးအင်ကွင်းတိုက်စစ်ကဂိုး20သွင်းထားပြီးခန်းစစ်က10ဂိုးပြန်ပေးထားရတယ်အင်ကွင်းနောက်ဆုံး3ပွဲမှာလဲတပွဲနိုင်2ပွဲတည်ရှုံးမမရှိကစားထားပြီးအင်ကွင်းကားတဲ့ဖောင်ကောင်းနေရလဲတွေ့ရတယ်အဲ့ဒီဆန်နာလန်ဟာလဲအင်ကွင်းကားတဲ့ဖောင်နာကောင်းတာဖြစ်ပြီးအဝေးကွင်းကားတဲ့ဖောင်မကောင်းတာလည်းဖြစ်တယ်ဆန်နာလန်ဟာပရီးမီးယားလိအဝေးကွင်း10ပွဲကစားထားပြီးချိန်မှာလဲ2ပွဲနိုင်4ပွဲတည်4ပွဲရှုံးနေထားပြီးအဝေးကွင်းတိုက်စစ်က9ဂိုးတဲ့တာသွင်းထားပြီးခန်းစစ်က17ဂိုးပြန်ပေးထားရတယ်အဲ့ဒီဆန်နာလန်ဟာအဝေးကွင်းနောက်ဆုံး3ပွဲမှာလဲ2ပွဲတည်1ပွဲရှုံးကစားထားတယ်အခုဒီပွဲမှာအေရှင်ဘရက်ဖို့ကတလုံး90အနိုင်ဂိုးပေါင်းစီနှလုံး80ရှုံးပေါက်တယ်ကျွန်တော်ဒီပွဲမှာအဲ့ဒါဘရက်ဖို့ဘော်ဒီကိုပဲရွေးချယ်ပါတယ်နောက်တစ်ပွဲကခရစ္စတယ်ဘဲလေးနဲ့အက်စတွန်ဗီလာပွဲပဲဖြစ်ပါတယ်အင်ရှင်ခရစ္စတယ်ဘဲလေးဟာရမှတ်28မှတ်နဲ့အဆင့်14မှာရပ်တည်နေပြီးအဲ့ဒါအက်စတွန်ဗီလာဟာလည်းရမှတ်42မှတ်နဲ့ဇီယာထိတ်ကအာဆင်နယ်နဲ့6မှတ်အကွာအဆင့်3မှာရပ်တည်နေတယ်ခုဒီပွဲမှာအဲ့ဒါအက်စတွန်ဗီလာကသေ40ရှုံးဂိုးပေါင်းစီ3လုံး90နိုင်ပေါက်တယ်ကျွန်တော်ဒီပွဲမှာအဲ့ဒါအက်စတွန်ဗီလာဘော်ဒီကိုပဲရွေးချယ်ပါတယ်အင်ရှင်ခရစ္စတယ်ဘဲလေးဟာပရီးမီးယားလိနောက်ဆုံး5ပွဲဆက်နိုင်ပွဲပြောက်ထားပြီးအင်ကွင်း10ပွဲမှာလဲ2ပွဲနိုင်5ပွဲတည်3ပွဲရှုံးအင်ကွင်း10ပွဲမှာလဲသေ5ပွဲပေါင်နေတယ်ခရစ္စတယ်ဘဲလေးရဲ့အင်ကွင်းတိုက်စစ်ကလည်း10ဂိုးသွင်းထားပြီးခန်းစစ်က12ဂိုးပြန်ပေးထားရတယ်အင်ရှင်ခရစ္စတယ်ဘဲလေးဟာအင်ကွင်းနောက်ဆုံး5ပွဲဆက်နိုင်ပွဲပြောက်ထားပြီး2ပွဲတည်3ပွဲရှုံးကစားထားတယ်အဲ့ဒီအက်စတွန်ဗီလာဟာပြိုင်ပွဲဆုံး10ပွဲဆက်နှစ်ဖက်သွင်းကိုအနည်းဆုံး3ဂိုး3ဂိုးနဲ့အထက်10ပွဲဆက်နှစ်ဖက်သွင်းကိုများခဲ့တယ်အက်စတွန်ဗီလာဟာပရီးမီးယားလိအဝေးကွင်း10ပွဲမှာ9ပွဲနိုင်2ပွဲတည်3ပွဲရှုံးနေထားပြီးအဝေးကွင်းတိုက်စစ်က15ဂိုးသွင်းထားပြီးခန်းစစ်က16ဂိုးပြန်ပေးထားရတယ်အဲ့ဒါအက်စတွန်ဗီလာရဲ့ပြိုင်ပွဲဆုံး17ပွဲဆက်နိုင်ပွဲကြီးအာဆင်နယ်ကိုအဝေးကွင်းမှာ4ဂိုး2ဂိုးနဲ့ရှုံးနေခဲ့ပြီးနိုင်ပွဲဆက်မှုကိုရပ်တန့်သွားခဲ့တယ်ပြီးခဲ့တဲ့အင်္ဂလန်ပွဲမှာတော့နော်တင်ဟမ်ဖော်ရက်ကို3ဂိုး2ဂိုးနဲ့အနိုင်ကစားထားတယ်အဲ့ဒါအက်စတွန်ဗီလာဟာခရစ္စတယ်ဘဲလေးနဲ့နောက်ဆုံး6ချိန်မှာလဲအနိုင်ရရှိထားခြင်းမရှိပဲတစ်ချိန်သေးကြထားပြီး9ချိန်အထိရှုံးနေထားတယ်အဲ့ဒီ6ချိန်မှာလဲနှစ်ဖက်သွင်းကိုအနည်းဆုံး3ဂိုးရှိခဲ့ပြီးဒီပွဲမှာလဲဂိုးပေါင်းအပေါ်ကထပ်ပြီးရွေးချယ်ပါတယ်ဘော်ဒီမှာတော့အထက်မှာပြောခဲ့သလိုပါပဲတ
ဒီဘွဲမှာလည်းကျွန်တော်2မျိုးရွေးချယ်ပေးထားပါတယ်နောက်တစ်ဘွဲကဖူဟန်နဲ့ချက်စီလန်ဒန်ဒါယူဘွဲဖြစ်ပါတယ်အင်ရှင်ဖူဟန်ဟာဂျာမန်28မှတ်နဲ့အဆင့်7မှာရည်တည်နေပြီးနောက်ဆုံး4ဘွဲဆက်ရှုံးဝဲဖြစ်ကစားထားပြီးကားလက်ဖောင်ကောင်းနေရလဲတွေ့ရတယ်အင်ရှင်ဖူဟန်ဟာအင်ကွင်းနောက်ဆုံး3ဘွဲမှာလဲတဘွဲနိုင်တဘွဲတီတဘွဲရှုံးကစားထားပြီးပရီးမီးယားလိအင်ကွင်း10ဘွဲမှာလဲ9ဘွဲနိုင်2ဘွဲတီ3ဘွဲရှုံးကစားထားတယ်ဖူဟန်အင်ကွင်းတိုက်စစ်က19ဂိုးတွေ့ထားပြီးခန်းစစ်က12ဂိုးပြန်ပေးထားရတယ်ဖူဟန်လိုအလဲလဲအတင်းကအင်ကွင်းမှာ9ဘွဲနိုင်2ဘွဲတီ3ဘွဲရှုံးကစားထားတာကအင်ကွင်းကားလက်ဖောင်ကောင်းတယ်လို့ဆိုရမှာဖြစ်ပြီးချက်စီယာယီနီးပြမက်ဖာလိန်အတွက်ဒုတိယမြောက်အခက်တွေ့နိုင်မဲ့ပွဲစဉ်လည်းဖြစ်တယ်ယာယီနီးပြမက်ဖာလိန်ဟာပထမဆုံးပွဲဥဒတ်မှာမန်စီးတီးကိုအဝဲကွင်းမှာ1-1သေးနဲ့တာထွက်ကောင်းခဲ့တယ်လို့အခုလန်ဒန်ဒါယူပွဲစဉ်မှာလဲဘလို့စွမ်းဆောင်ပြမလဲဆိုတာကလည်းစိတ်ဝင်စားစရာကောင်းတယ်အဲ့တဲ့ချက်စီဟာဂျာမတ်31မှတ်နဲ့အဆင့်9မှာရပ်တည်နေပြီးပရီးမီးယားလိအဝဲကွင်း10ဘွဲကစားထားရမှာလဲ4ဘွဲနိုင်4ဘွဲတီ2ဘွဲရှုံးနေထားတယ်ဒီဟာဒီချက်စီရဲ့အဝဲကွင်းတိုက်စစ်က18ဂိုးသွင်းထားပြီးခန်းစစ်က17ဂိုးပြန်ပေးထားရတယ်အဲ့တဲ့ချက်စီဟာပရီးမီးယားလိအဝဲကွင်းနောက်ဆုံး3ဘွဲမှာလဲ3ဘွဲလုံးတီးကြထားပြီးရှုံးဝဲဖြစ်ကစားထားတယ်အဲ့တဲ့ချက်စီဟာပရီးမီးယားလိနောက်ဆုံး4ဘွဲဆက်နိုင်ဘွဲပြောက်ထားလဲတွေ့ရတယ်အခုဒီဘွဲမှာအဲ့တဲ့ချက်စီကသေ80ရှုံးဂိုးပေါင်းသေး360နိုင်ပေါက်တယ်ကျွန်တော်ဒီဘွဲမှာဘော်ဒီမရွေးတော့ဘူးဂိုးပေါင်းအပေါ်တစ်မျိုးတည်းပဲရွေးချယ်ပါတယ်နောက်တစ်ပွဲကအေဗာတန်နဲ့ဟူဗန်ဟန်တန်ပွဲပဲဖြစ်ပါတယ်အင်ရှင်အေဗာတန်ဟာရာမတ်28မှတ်နဲ့အဆင့်7မှာရည်တည်နေပြီးအဲ့ဒါဟူဗန်ဟန်တန်ဟာလည်းရာမတ်6မှတ်နဲ့ဇယားအောက်ဆုံးအဆင့်20မှာရည်တည်နေတယ်အင်ရှင်အေဗာတန်ဟာအင်ကွင်း10ပွဲမှာ4ပွဲနိုင်2ပွဲတည်4ပွဲရှုံးနေထားပြီးအင်ကွင်းတိုက်စစ်က73ဂိုးသွင်းထားပြီးခန်းစစ်က14ဂိုးပြန်ပေးထားရတယ်အဲ့ဒါဟူဗန်ဟန်တန်ဟာအဝေးကွင်း10ပွဲမှာနိုင်ပွဲမရရှိသေးပဲ2ပွဲတည်10ပွဲအထိရှုံးနေထားတယ်ဟူဗန်ဟန်တန်ရဲ့အဝေးကွင်းတိုက်စစ်က4ဂိုးတက်တာသွင်းထားပြီးခန်းစစ်က18ဂိုးထိပြန်ပေးထားရတယ်ဟူဗန်ဟန်တန်ဟာအဝေးကွင်းနောက်ဆုံး3ပွဲမှာလဲတပွဲတည်2ပွဲရှုံးနေထားပြီးနောက်ဆုံး2ပွဲဆက်4မှတ်ရရှိအောင်ကစားထားရလဲတွေ့ရတယ်ခုဒီပွဲမှာအင်ရှင်အေဗာတန်ကတလုံး60အနိုင်ဂိုးပေါင်းစည်းနှလုံး80ရှုံးပေါက်တယ်ကျွန်တော်ဒီပွဲမှာအဲ့ဒါဟူဗန်ဟန်တန်ဘော်ဒီကိုပဲရွေးချယ်ပါတယ်နောက်တော့ပွဲကမန်စီးနဲ့ဘလိုက်တန်ပွဲစဉ်ပဲဖြစ်ပါတယ်အင်ရှင်မန်စီးတီးဟာရာမတ်42မှတ်နဲ့ဇီယာထိတ်ကအာဆင်နယ်နဲ့6မှတ်အကွာဒုတိယနေရာမှာရပ်တည်နေပြီးအဲ့ဒါဘလိုက်တန်ဟာလည်းရာမတ်28မှတ်နဲ့အဆင့်10မှာရပ်တည်နေတယ်အင်ရှင်မန်စီးတီးဟာနှစ်ပွဲဆက်သေးကျသွားခြင်းကြောင့်ဇီယာထိတ်ကအာဆင်နယ်နဲ့6မှတ်အထိကွာဟသွားတယ်အခုဒီပွဲမှာအင်ရှင်မန်စီးတီးကတလုံး80ရှုံးဂိုးပေါင်းစည်း360ရှုံးပေါက်တယ်ကျွန်တော်ဒီပွဲမှာအင်ရှင်မန်စီးတီးအနိုင်မပြတ်သားနိုင်လို့အဲ့ဒါဘလိုက်တန်ဘော်ဒီနဲ့ဂိုးပေါင်းအပေါ်ရွေးချယ်ပါတယ်အင်ရှင်မန်စီးတီးဟာချန်ပီယံလိမှာလီဗာပူးစင်ကိုအင်ကွင်းမှာ2ဂိုးမရှိနဲ့ရှုံးနေပြီးနောက်ပိုင်းပြိုင်ပွဲဆုံး10ပွဲဆက်ရှုံးဝဲမရှိကစားထားပြီးပရီးမီးယားလိအင်ကွင်းနောက်ဆုံး3ပွဲမှာလဲ2ပွဲနိုင်1ပွဲတည်ရှုံးဝဲမရှိကစားထားတယ်အခုဒီပွဲမှာမန်စီးရဲ့အဓိကစင်တာဘက်ကစားသမား2ယောက်ဖြစ်တဲ့ရူဘင်ဒီယက်နဲ့ကွာရီယိုမကစားနိုင်ဘူးချက်စီနဲ့ပွဲမှာဒဏ်ရာရသွားကြောင့်မကစားနိုင်ဘူးဒီပွဲမှာအကီစင်တာဘက်နေရာမှာပြန်ပါလာမှာဖြစ်တယ်မန်စီးရဲ့ခံစစ်ဒီပွဲမှာအာရောက်သွားမှသိကြတယ်အရှင်မန်စီးတီးဟာပရီးမီးယားလိအင်ကွင်း10ပွဲကစားထားပြီးချိန်မှာလဲ10ပွဲနိုင်1ပွဲတည်1ပွဲရှုံးနေထားပြီးမန်စီးတီးတိုက်စစ်က26ဂိုးသွင်းထားပြီးခံစစ်က9ဂိုးတည်းသာပြန်ပေးထားရတယ်အဲ့ဒါဘလိုက်တန်ကလည်းနောက်ဆုံး5ပွဲမှာ1ပွဲနိုင်2ပွဲတည်2ပွဲရှုံးနေထားပြီးပရီးမီးယားလိအဝေးကွင်းနောက်ဆုံး3ပွဲမှာလဲ1ပွဲတည်2ပွဲရှုံးကစားထားတယ်အဲ့ဒါဘလိုက်တန်ဟာနောက်ဆုံးအဝေးကွင်း3ပွဲဆက်နိုင်ပွဲပြောက်ထားပြီးဒီဟာဒီအဝေးကွင်း10ပွဲကစားထားပြီးချိန်မှာလဲ2ပွဲနိုင်3ပွဲတည်5ပွဲအထိရှုံးနေထားခဲ့တယ်အဲ့ဒါဘလိုက်တန်ရဲ့အဝေးကွင်းတိုက်စစ်က12ဂိုးသွင်းထားပြီးခန်းစစ်က16ဂိုးပြန်ပေးထားရတယ်နောက်တော့ပွဲကဘန်လီနဲ့ဆီယာကြီးမန်ယူနိုက်တက်ပွဲစဉ်ပဲဖြစ်ပါတယ်ဒီပွဲက2:45မှာကစားမှာဖြစ်တယ်အေရှင်ဘန်လီဟာရာမတ်12မှတ်နဲ့အဆင့်10ဂိုးတန်းဆင်းဆုံးနဲ့မှရပ်တည်နေတယ်အေရှင်ဘန်လီကပရီးမီးယားလိပွဲစဉ်9မှာဟူဗန်ဟန်တန်ကိုအဝေးကွင်းမှာ3ဂိုး2ဂိုးနဲ့အနိုင်ရရှိပြီးနောက်ပိုင်းနောက်ဆုံး17ပွဲဆက်နိုင်ပွဲပြောက်ထားတယ်အင်ကွင်း10ပွဲမှာလည်း2ပွဲနိုင်2ပွဲတည်6ပွဲရှုံးနေထားပြီးအင်ကွင်းတိုက်စစ်က10ဂိုးသွင်းထားပြီးခန်းစစ်က73ဂိုးပြန်ပေးထားရတယ်ဘန်လီကအင်ကွင်းနောက်ဆုံး3ပွဲမှာလည်း1ပွဲတည်2ပွဲရှုံးနေထားတယ်အဲ့ဒါမန်ယူနိုက်တက်ကအခုဒီပွဲမှာယာယီနီးပြမန်ယူကွင်းလက်ကစားသမားဟောင်းဒိုင်ယန်ဖလက်ချာယာယီနီးပြဖြစ်ကန်ရသွားမှာဖြစ်တယ်အဲ့ဒါမန်ယူနိုက်တက်ဟာရာမတ်31မှတ်နဲ့အဆင့်6မှာရပ်တည်နေပြီးပရီးမီးယားလိအဝေးကွင်း10ပွဲမှာလည်း3ပွဲနိုင်4ပွဲတည်3ပွဲရှုံးနေထားတယ်မန်ယူနိုက်တက်ရဲ့အဝေးကွင်းတိုက်စစ်က16ဂိုးသွင်းထားပြီးခန်းစစ်က18ဂိုးပြန်ပေးထားရတယ်အဲ့ဒါမန်ယူနိုက်တက်ဟာပရီးမီးယားလိအဝေးကွင်းနောက်ဆုံး3ပွဲမှာလည်း
တပွဲနိုင်တပွဲတည်တပွဲရှုံးနေထားတယ်ခုဒီပွဲမှာအဲ့ဒါမဲယူနိုက်တက်ကတလုံး40နိုင်ကိုပေါင်းသေး3လုံး50နိုင်ပေါက်တယ်ကျွန်တော်ဒီပွဲမှာမဲယူနိုက်တက်ဘော်ဒီနဲ့ကိုပေါင်းအောက်ကိုရွေးချယ်ပါတယ်နောက်တစ်ပွဲကနယူကာဆယ်နဲ့လီယူနိုက်တက်ပွဲစဉ်မှာဖြစ်ပါတယ်ဒီပွဲကမဲယူနိုက်တက်တို့နဲ့တစ်ချိန်နဲ့2နာရီ45မှာကစားမှာဖြစ်တယ်အေရှင်နယူကာဆယ်ဟာရာမ29မှတ်နဲ့အဆင့်9မှရပ်တည်နေပြီးအဲ့ဒါလီယူနိုက်တက်ဟာလည်းရာမ22မှတ်နဲ့အဆင့်16မှရပ်တည်နေတယ်အေရှင်နယူကာဆယ်ဟာအင်ကွင်း10ပွဲမှာ6ပွဲနိုင်2ပွဲတည်2ပွဲရှုံးနေထားပြီးအင်ကွင်းတိုက်စစ်က18ဂိုးတွင်ထားပြီးခံစစ်က12ဂိုးပြန်ပေးထားရတယ်အေရှင်နယူကာဆယ်ဟာအင်ကွင်းကားဖောင်ကောင်းနေပြီးပရီးမီးယားလိအင်ကွင်းနောက်ဆုံး3ပွဲမှာလည်း2ပွဲနိုင်1ပွဲတည်ရှုံးမှမရှိကစားထားတယ်အဲ့ဒါလီယူနိုက်တက်ဟာလည်းမန်စီးတီးကို3ဂိုး2ဂိုးနဲ့ရှုံးနေပြီးနောက်ပိုင်း9ပွဲဆက်2ပွဲနိုင်5ပွဲတည်ရှုံးမှမရှိကစားထားတယ်လီယူနိုက်တက်ဟာပရီးမီးယားလိအဝေးကွင်း10ပွဲမှာလည်း1ပွဲတည်းသာနိုင်ထားပြီး3ပွဲတည်6ပွဲရှုံးနေထားပြီးအဝေးကွင်းတိုက်စစ်က10ဂိုးသွင်းထားပြီးခံစစ်ကဂိုး20အထိပြန်ပေးထားရတယ်အဲ့ဒါလီယူနိုက်တက်ဟာအဝေးကွင်းနောက်ဆုံး3ပွဲမှာလည်း3ပွဲတည်ရှုံးပွဲမရှိကစားထားတယ်ခုဒီပွဲမှာအေရှင်နယူကာဆယ်ကတလုံး40နိုင်ဂိုးပေါင်းစင်း3လုံး80နိုင်ပေါက်တယ်ကျွန်တော်ဒီပွဲမှာဂိုးပေါင်းအပေါ်တစ်မျိုးတည်းပဲရွေးချယ်ထားပါတယ်နောက်တစ်ပွဲကစပိန်စူပါကပ်ဆီမီဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ဘာစီလိုနာနဲ့ဘီဘာအိုပွဲပဲဖြစ်ပါတယ်ဒီပွဲကတနာရီပွဲမှာကစားမှာဖြစ်တယ်ဒီနေ့မှာတော့ဘာစီလိုနာနဲ့ဘီဘာအိုကစားမှာဖြစ်ပြီးမနေ့ဖြန်မနေ့တနာရီပွဲမှာတော့အက်တလက်တီကိုမတ်ထွတ်နဲ့ရီယယ်မက်ဒရစ်ကစားကြမှာဖြစ်တယ်ခုဒီပွဲမှာဘာစီလိုနာကတလုံး40ရှုံးဂိုးပေါင်းစင်း3လုံးတည်ပေါက်တယ်ကျွန်တော်ဒီပွဲမှာဘာစီလိုနာဘော်ဒီနဲ့ဂိုးပေါင်းအပေါ်ရွေးချယ်ပါတယ်နောက်တစ်ပွဲကအီတလီစီးရီပွဲစဉ်ဖြစ်တဲ့နာပိုလီနဲ့ဘီယိုနာပွဲစဉ်ပဲဖြစ်ပါတယ်ဒီပွဲကစီးရီပွဲစဉ်တွေထဲမှာအစောဆုံးပွဲဖြစ်ပြီးဘော်ရောနာအိုနဲ့တစ်ချိန်ထဲမှာ12နိုင်မှာကစားမှာဖြစ်တယ်ခုဒီပွဲမှာအင်ရှင်နာပိုလီကတလုံး60ရှုံးဂိုးပေါင်းစင်းနှလုံး80ရှုံးပေါက်တယ်ကျွန်တော်ဒီပွဲမှာအင်ရှင်နာပိုလီနဲ့ဂိုးပေါင်းအောက်ကိုရွေးချယ်ပါတယ်အင်ရှင်နာပိုလီဟာရာမတ်38မှတ်နဲ့ဇီယာထိတ်ကအင်တာမီလန်နဲ့2မှတ်အကွာနဲ့တတိယနေရာမှာရပ်တည်နေပြီးအီတလီစီးရီအင်ကွင်း9ပွဲမှာလည်း6ပွဲနိုင်1ပွဲတည်ရှုံးမှမရှိကစားထားတယ်အင်ရှင်နာပိုလီရဲ့အင်ကွင်းတိုက်စစ်က14ဂိုးသွင်းထားပြီးခံစစ်က6ဂိုးပြန်ပေးထားရတယ်နာပိုလီဟာစီးရီအင်ကွင်းနောက်ဆုံး3ပွဲမှာလည်း2ပွဲနိုင်1ပွဲတည်နာပိုလီ0တော့ကိုမိုနာပိုလီ3-1အတက်လန်တာနာပိုလီ2-1ဂျူဗန်နက်ဆိုပြီး2ပွဲနိုင်1ပွဲတည်ရှုံးမှမရှိကစားထားတယ်နာပိုလီကပြိုင်ပွဲဆောင်4ပွဲဆက်ကလင်းရှစ်ရထားတယ်အဲ့ဒီ4ပွဲကဘယ်ပွဲလဲဆိုတော့စီးရီအဝေးကွင်း2ပွဲနဲ့အီတလီစူပါကပ်ဆီမီဖိုင်နယ်နဲ့ဖိုင်နယ်ပွဲစဉ်တွေဖြစ်တယ်အဲ့ဒီ4ပွဲလုံး2ဂိုးမရှိနဲ့အနိုင်ကစားထားပြီး4ပွဲလုံးကလင်းရှစ်ရထားတယ်အဲ့ဒါဘီယိုနာကလည်းနောက်ဆုံးစီးရီ2ပွဲဆက်နိုင်ပွဲပြောက်ထားပြီးစီးရီအဝေးကွင်း9ပွဲမှာလည်းတပွဲတည်းသာနိုင်ထားပြီး3ပွဲတည်5ပွဲရှုံးနေထားတယ်အဝေးကွင်းမှာလည်းဘီယိုနာတိုက်စစ်က9သက်သာတွင်းထားပြီးခံစစ်က16ဂိုးထိပြန်ပေးထားရတယ်အဝေးကွင်းတိုက်စစ်ရောကားတဲ့ဖောင်မကောင်းတာတွေ့ရတယ်ခုလက်ရှိအဆင့်ဘလောက်မှရက်တည်နေရလဲဆိုတာကြည့်လိုက်ရင်လေရှာမတ်12မှတ်နဲ့အဆင့်18တန်းစင်းဆောင်ထဲမှာရက်တည်နေတယ်အဲ့ဒါဘီယိုနာဟာစီးအဝေးကွင်းနောက်ဆုံး3ပွဲမှာလဲတပွဲနိုင်2ပွဲရှုံးဂျီနိုဝါ2-1ဘီယိုနာဖီယိုရင်တီနာ1-2ဘီယိုနာအေစီမီလန်3-0ဘီယိုနာဆိုပြီးတပွဲနိုင်2ပွဲရှုံးကစားထားတယ်နောက်တစ်ပွဲကပါမာနဲ့အင်တာမီလန်ပွဲဖြစ်ပါတယ်ဒီပွဲက2နာရီ15မှာကစားမှာဖြစ်တယ်အင်ရှင်ပါမာဟာရှာမတ်18မှတ်နဲ့အဆင့်14မှာရပ်တည်နေပြီးအဲ့ဒါအင်တာမီလန်ဟာလည်းရှာမတ်39မှတ်နဲ့ဇီယာထိတ်မှာဥဆောင်နေတယ်အင်ရှင်ပါမာဟာနောက်ဆုံး5ပွဲမှာ2ပွဲနိုင်1ပွဲတည်2ပွဲရှုံးနေထားပြီးစီးရီအင်ကွင်း9ပွဲမှာလည်း2ပွဲနိုင်3ပွဲတည်4ပွဲရှုံးနေထားတယ်ပါမာရဲ့အင်ကွင်းတိုက်စစ်က9ဂိုးသွင်းထားပြီးခံစစ်က17ဂိုးပြန်ပေးထားရတယ်အင်ရှင်ပါမာဟာအင်ကွင်းနောက်ဆုံး3ပွဲမှာလည်း1ပွဲနိုင်2ပွဲရှုံးပါမာ0-2ဥရီနီပါမာ0-1လာဇီယိုပါမာ1-0ဖီယိုရင်တီနာဆိုပြီး1ပွဲနိုင်2ပွဲရှုံးကစားထားတယ်အဲ့ဒါအင်တာမီလန်ဟာလည်းစီးရီနောက်ဆုံး5ပွဲသက်ရှုံးမှဖြစ်ကစားထားပြီးဒီယာဒီစီးရီအဝေးကွင်း10ပွဲမှာလည်း6ပွဲတည်2ပွဲရှုံးနေထားတယ်အင်တာမီလန်ရဲ့အဝေးကွင်းတိုက်စစ်က14ဂိုးသွင်းထားပြီးခံစစ်က9ဂိုးပြန်ပေးထားရတယ်အဲ့ဒါအင်တာမီလန်ဟာစီးရီအဝေးကွင်းနောက်ဆုံး3ပွဲမှာလည်း3ပွဲလုံးအနိုင်ကစားထားတယ်ပီဇာ0-2အင်တာမီလန်ဂျီနိုဝါ1-2အင်တာမီလန်အက်တလန်နာ0-1အင်တာမီလန်ဆိုပြီး3ပွဲနိုင်ရှုံးမှဖြစ်ကစားထားတယ်အခုဒီပွဲမှာအဲ့ဒါအင်တာမီလန်ကတလုံး60ရှုံးဂိုးပေါင်းသစ်3လုံး20နိုင်ပေါက်တယ်ကျွန်တော်ဒီပွဲမှာဂိုးပေါင်းအပေါ်တစ်မျိုးတည်းပဲရွေးချယ်ပါတယ်နောက်တစ်ပွဲကဘောလောနာနဲ့အက်တလန်နာပွဲစဉ်မှာဖြစ်ပါတယ်ဒီပွဲကနာပိုလီရိုနဲ့တစ်ချိန်နဲ့12နိုင်မှာကစားမှာဖြစ်တယ်အရှင်ဘောလောနာဟာရာမတ်26မှတ်နဲ့အဆင့်9မှာရပ်တည်နေပြီး
အဲ့ဒီအတက်လနာကလည်းရမှ25မှနဲ့တမတ်အကွာအဆင့်8အထက်အောက်ရက်တည်နေကြတယ်အခုဒီပွဲမှာအဲ့ဒီအတက်လနာကတေး30ရှုံးဂိုးပေါင်းစည်းနှလုံး90ရှုံးပေါက်တယ်ကျွန်တော်ဒီပွဲမှာအေရှင်ဘရိုနာဘော်ဒီနဲ့ဂိုးပေါင်းအောက်ကိုရွေးချယ်ပါတယ်နောက်တစ်ပွဲကလာဇီယိုနဲ့ဖီယိုအင်တီနာပွဲတွေမှာဖြစ်ပါတယ်ဒီပွဲက2နာရီ15မှာကစားမှာဖြစ်တယ်အေရှင်လာဇီယိုဟာရမှ24မှနဲ့အဆင့်9မှာရက်တည်နေပြီးအဲ့ဒီဖီယိုအင်တီနာဟာလည်းရမှ12မှနဲ့အဆင့်19တန်းဆင်းစုံထဲမှာရက်တည်နေတယ်အခုဒီပွဲမှာအေရှင်လာဇီယိုကတေး40ရှုံးဂိုးပေါင်းစည်းနှလုံး40ရှုံးပေါက်တယ်ကျွန်တော်ဒီပွဲမှာအဲ့ဒီဖီယိုအင်တီနာဘော်ဒီနဲ့ဂိုးပေါင်းအပေါ်ကိုရွေးချယ်ပါတယ်နောက်တစ်ပွဲကတိုအီနိုနဲ့ဦးရီနီပွဲတွေမှာဖြစ်ပါတယ်ဒီပွဲကလည်းလာဇီယိုတို့နဲ့တစ်ချိန်နဲ့2နာရီ15မှာကစားမှာဖြစ်တယ်အေရှင်တိုအီနိုဟာရမှ23မှနဲ့အဆင့်30မှာရက်တည်နေပြီးအဲ့ဒီဦးရီနီဟာလည်းရမှ22မှနဲ့အဆင့်12မှာရက်တည်နေတယ်အခုဒီပွဲမှာအေရှင်တိုအီနိုကတေး40ရှုံးဂိုးပေါင်းစည်းနှလုံး30ရှုံးပေါက်တယ်ကျွန်တော်ဒီပွဲမှာအေရှင်တိုအီနိုဘော်ဒီကိုပဲရွေးချယ်ပါတယ်အဆုံးအထိနားထောင်ပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe မလုပ်ရသေး like and subscribe လေးလုပ်ပြီးတော့မြစ်တာရက်ခံအပ်ပါတယ်မြန်မာပြည်အမြန်ဆုံးအေးချမ်းပါစေခုနှစ်ရက်တာသမီများလဲကျမ်းမာချမ်းသာကြပါစေအားလုံးအပေါင်းပြကြပါစေမနေ့ပြန်မှာပြန်တွေ့ပါမယ်